ကြီးရဲ့တင်တတိမေ့နေတာလာကွယ်လူတွေနဲ့ခဏတာအိပ်စက်ဖူးတဲ့သူကိုသူလဲလို့မေးတယ်ဖြေကြတယ်အသင်ကကွယ်အသပြပေးလို့ရပါတယ်သင်လို့အင်ဆန္ဒပြေဝဖို့သူဖြည့်စည်းပေးလိမ့်မယ်ခံစားမှုတွေကိုခဏပေးဖယ်ထားတယ်အစင်စားတွေ့တော့နေတာတွေဟာနွားချီရဝငယ်အပြည့်တစားလို့ပြင်းနာစားတော့မရှိဘူးပေါ်လေဒါပေမဲ့အစိုးလို့ရင်တိတ်ပဲတူတူချင်းမဲလေမထူကြတဲ့ဘဝမဲ့အလုံးခဏတာတွေပဲလေဘာကြီးတဲ့လူတွေတန်းပေါင်းများစွာရဲ့အတူတူရှင်သန်နေထိုင်ပေါင်းပွားခြင်းနဲ့အသက်ရှင်နေကြတယ်ဒီလိုပဲကွယ်ကဘာကြီးရဲ့အသင်တတိမထားမိလိုက်ပါတယ်ဒီလူတွေဟာလေသိရိပ်အောင်မှခဏလာပြောပါတယ်ဝင်လာပြီးသိမကြခင်လာရလက်ပြန်လဲသွားတယ်စင်စားရင်နဲ့မြေအောင်လာတဲ့တင်လဲပြစ်တစားပဲရေးပြစ်တစားတော့ပြစ်နာစားတော့မရှိဘူးပေါ်လေဒါပေမဲ့အစိုးလို့ရင်တွေပဲတူတူချင်းမဲလေအပြစ်တစားတော့ပြစ်နာစားတော့မရှိဘူးပေါ်လေဒါပေမဲ့အစိုးလို့ရင်တွေပဲတူတူချင်းမဲလေမထူကြတဲ့ဘဝအလုံးခဏတာတွေပဲလေလို့ပြင်းနာစားတော့မရှိဘူးပေါ်လေဒါပေမဲ့အစိုးလို့ရင်တွေပဲတူတူချင်းပဲလေအပြည့်တစားလို့ပြင်းနာစားတော့မရှိဘူးပေါ်လေဒါပေမဲ့အစိုးလို့ရင်တွေပဲတူတူချင်းပဲလေမထူကြတဲ့ဘဝမဲ့အလုံးခဏတာတွေပဲလေနေလဲပြင်းတစားငါလဲပြင်းတစားအကုန်yeah